ညာเจ้าကိုကျုပ်ပြောမယ်ဘာเจ้าမာเจ้าဘာเจ้าညာเจ้าတဲ့ညာเจ้าကိုကျုပ်ပြောမယ်နောက်ရိတ်ဆိုင်ဆိုင်နေတဲ့နောက်တိတ်သမိုင်းနေတဲ့တောင်းထိတ်ကတိုင်းတန်နေเจ้าကျုပ်ပြောမယ်များတို့ရုပ်ရှင်ယုံမှာရုပ်ပြည့်တယ်ပြောတဲ့နေ့ကအညာမှာပုံမှန်တဲ့လူကိုသေးတယ်ကောင်းဖြတ်ခံထားတဲ့ပုံတွေကိုခမားတို့မကြောက်ဘူးတရေကားတွေကြည့်ပြီးခမားတို့ကြောက်ခဲ့တယ်မလားဟိုညာမှာမီးလောင်တာကချယ်ရီတစ်ချင်းတွေကစာသားလို့ခမားတို့စိတ်ထဲမှာမစွဲဘူးညာကကျုပ်တို့ဖေမေတွေကျုပ်တို့ညီကိုတွေကျုပ်တို့ညီမအမတွေကျုပ်တို့ကလေးတွေနေ့သေနေလိုက်ကြတာများမြမပြည်ထပ်ပိုင်းဈေးကွက်မှာလူအသက်ကဈေးအပေါ်ဆုံးနဲ့နာကကြောင်းကဘာပတ်တဲ့ကြောင်းကိုမပြောချင်ဘူးကျုပ်ညာကြောင်းပဲပြောချင်တယ်ဘာမှမကူပဲအညာကပူတယ်လို့ဖေထမရချနဲ့အထက်ကနေကပူရင်ထဲကစိတ်ကပူအောက်ကမြင်ငွေတွေကပူအညာကလူတွေကလူပီတတဲ့လူမလူအစ်စ်တွေဗျဓမ္မမျိုးသမီးလေးတွေစော်ကားခံနေရတဲ့အကြောင်းအညာတို့သမီးလေးတွေမတော်မတရားခံနေရတဲ့အကြောင်းထက်ရုပ်တံဇလန်တွေကမင်းသမီးအကြောင်းကိုခမည်းတော်ဟိုညင်းခုန်တတ်ကြတယ်အညာမှာတော့လားရွာလုံးကျွတ်အိမ်တွေလောင်းနေခမည်းတော်စီမှာတော့ကောက်ရိုးမီးတွေပဲထလောင်းနေရွှေဘိုပေါ်စမ်းမွေးကြိုက်တဲ့ပါဇက်တွေကအညာကစပါးတွေအညာကနွားတွေမီးလောင်နေတာကိုဖြစ်ရုပ်ဖြစ်စင်လို့အသက်တိတ်နေလေရဲ့အိမ်မမီးမလာရင်ခမည်းတော်ပူတဲ့အကြောင်းတွေကြားတယ်အညာနှွေးပူအောက်ကခရက်တဲလေးထဲမှာဘသူတွေပူနေမလဲခမည်းတော်မသိကြဘူးမီးရှို့လူသက်ပရိတ်တေခံနေရတဲ့အညာเจ้าစာနာเจ้าနေပြောရမှာမဟုတ်တော့ဘူးညာကပူဆုံးအညာကိုကူဘာကိုကြောက်နေတယ်လဲအညာကိုထောက်ဆက်ပါကဘာကိုဟမပြနဲ့အညာလိုလှမ်းကြစမ်းပါအညာလိုခံချစမ်းပါအညာလိုပြန်ချစမ်းပါဘာကြောင့်မာကြောင့်ဘာကြောင့်ညာကြောင့်တဲ့ဟောဒီတော်လာရေးပါအညာဟာဘယ်တော့ကမှမညာတဲ့အကြောင်းအညာကအညာခက်နေရတဲ့အကြောင်းကြောက်ထိတ်ကတတိုင်းနဲ့တတောက်ရိတ်ဆိုင်မှာနောက်တိတ်ကနေကနေတီအညာသမိုင်းမရိုက်ကြောကျုပ်ပြောမယ်တင်းသူကျေးဇူးတင်ပါတယ်ဒါတော့ကျွန်တော်ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝေယံကစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာပြီးဆရာနာရှင်စနေဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့အတူကျွန်တော်တို့မနက်ဖြန်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ